မယ်ဆိုရင်တော့မြန်မာပြည်ပရိယတ်တိစာသင်သားထဲမှာတပည့်တော်လိုစာသင်သားတော့မရှိတော့ဘူးထင်ပါရဲ့။ဘာကြောင့်လဲဆိုတော့စာသင်တဲ့ရောက်တဲ့အခါမှာစာအုပ်စာတမ်းလည်းမပါရှိခဲ့ပါဘူး။ဘာကြောင့်မပါရှိတာတော့ဆိုတော့နဝကမ္မအထောက်ပံ့ကလုံးဝမပါခဲ့ပါဘူး။စာချဘုန်းကြီးကတော့ပြောသေးတယ်။အေးမင်းတို့ကောင်စာသင်သားမင်းပဲတွေ့ဘူးတာပဲကွာတဲ့။စာအုပ်စာတမ်းလည်းမပါစာအုပ်စာတမ်းဝယ်ဖို့ရနဝကမ္မလည်းမပါရှိတယ်။အဲ့ဒါလို့တော့သူကပြောခဲ့ပါသေးတယ်။အဲ့တော့စာအုပ်စာတမ်းမရှိတော့စာဝါလိုက်ဖို့ဆိုတော့စာသင်သားကြီးများအသီးမကန်ကြီးလို့ချမ်းထားခဲ့တဲ့စာအုပ်ပေါ့။တရားစာအုပ်အဲ့ဒီတရားစာအုပ်ကလည်းတော်တော်ကိုဟောင်းနှွမ်းနေပါ යි အဲ့ဒီဟောင်းနှွမ်းနေတဲ့စာအုပ်အကယ်၍များမှတ်သားခြင်းရရှိလို့မှတ်သားလိုက်မယ်ဆိုရင်စာရွက်ကရည်နေတဲ့အတွက်ပေါက်ထွက်သွားပါတယ်အချို့စာရွက်တွေကလည်းပဲတော်တော်လေးစုပ်လို့သွားပြီပေါ့မရပါပဲတရားနံပိုင်းဒုတိယပိုင်းရောက်တဲ့အခါပြန်ဖို့ဆိုပြီးတော့စာကြဘုန်းကြီးကမိန့်ချတော့ပြန်တဲ့ကဆက်ပြန်အောင်လေစာကဒီတိုင်းပဲပါနေတယ်ဗျာမဟုတ်ဘူးကွာကြံသေးတယ်တဲ့တပည့်တော်ဒီစာအုပ်ကတော့ဒီတိုင်းပဲရှိနေပါတယ်ဗျာပြာသန်းသာစာအုပ်ကိုယူကြည့်ပါတယ်ဟုတ်ပြီသားပဲတဲ့စာရွက်ကပြတ်နေပြီတဲ့ကိုင်းဒီလိုဆုံးဖြစ်ဘူးတဲ့ငါကိုင်းတဲ့စာအုပ်ပဲမင်းယူသွားတော့ဆိုပြီးတော့သူကိုင်းတဲ့တရားစာအုပ်ခက်လက်လေးပေါ့အဲ့ဒါပေးလိုက်ပါတယ်အဲ့ဒါလို့စာသင်သားဘဝအစာပြုခဲ့ရတာဖြစ်ပါတယ်နောက်သင်္ဃအသိဉာဏ်စာအုပ်ကိုတော့ဗရဏဆရာတော်ကချီးမြှင့်တဲ့အတွက်အဲ့ဒါလို့နဲ့အဆင်ပြေသွားပါတယ်အဲ့ဒါလို့နဲ့အခြေပြုမူလာတဲ့အစာပြုလို့နောက်တော့အငယ်တန်းအလတ်တန်းအကြီးတန်းအစဉ်တိုင်းပဲကြိုးစားအားထုတ်ခဲ့ပါတယ်နောက်တော့ဓမ္မစရိယစာချတန်းကိုရင်ဘွားနဲ့ပဲပြီးဆုံးလို့သွားခဲ့ပါတယ်အဲ့ဒါလို့ပြီးဆုံးတဲ့အခါမှာစောစောပိုင်းကပြောကြားခဲ့တဲ့အတိုင်းခံယူချက်ရှိတော့ကြိုးစားအားထုတ်ပါတယ်ကြိုးစားအားထုတ်တော့တဏ္ဍာငါလုံးမှာလည်းပဲပထမရရှိခဲ့ပါတယ်ဒါတော့ဒီရောများစာသင်သားဘဝကြိုးစားအားထုတ်ခဲ့တဲ့အနေအထားလေးကိုဒီနေ့စာသင်သားတို့အားလည်းပဲဒီလိုတိပိဋကဆရာတော်တစ်ပါးတကယ်ကိုစင်စင်ရဲရဲနဲ့ကြိုးစားအားထုတ်တယ်လည်းပဲအောင်မြင်မှုတွေရရှိသွားတာပါလားအဲ့ဒါလိုလည်းပဲရှင်ပြတို့အသီးလေးတွေဖြည့်ပြီးတော့ကြိုးစားအားထုတ်နိုင်ရအောင်ဒီရောများအသီးပေးစကားပြောကြခြင်းဖြစ်ပါတယ်